အားလုံးသောခုနှစ်သားသမီးသူတော်ကောင်းမိတ်ဆွေအပေါင်းတို့မင်္ဂလာပါခင်ဗျာဆရာကပုံနာလူမျိုးပုံနာတော်ပညာရှင်ဆရာထွန်းထွန်းလင်းဖြစ်ပါတယ်ဆရာအခုပြောပြပေးမှာကရတရားအကြောင်းလေးဖြစ်ပါတယ်ကျွန်ုပ်တို့ဒီအင်္ဂလိပ်လိုခုနှစ်လပိုင်းအခုလထဲမှာပေါ့နော်29ရက်နေ့ခုနှစ်လပိုင်း2026ခုဗုဒ္ဓဟူးနေ့မှာကြာရောက်မဲ့ဒုတိယဝါဆိုလာပြည့်နေ့ကိုလုတ်တင်သောအကောင်ဆုံးနမိတ်ရတရားတစ်ခုကိုပြောပေးမှဖြစ်ပါတယ်ဆရာပေးသောရတရားများသည်အခုလက်ရှိလုံးမှာကနမိတ်ရတရားကတကယ်ကောင်းကောင်းလို့တကယ်အောင်မြင်ပါတယ်ယုံကြည်သူတိုင်းအတွက်စေကောင်းတစ်ခွက်နော်ကုညီပေးမှဖြစ်ပါတယ်ဒီစေကောင်းတစ်ခွက်ကိုတကယ်အားကိုးအားထားပြီးတော့ယုံကြည်သူများအတွက်ကံကောင်းကြပါစေမယုံကြည်သူများနော်ဆရာကိုကြော်သွားပါကြည့်စရာမလိုပါဘူးလောက်ဆရာလည်းမလိုပါဘူးယုံကြည်သူများလောက်ကြပါလောက်ရမှာကကျွန်တော်တို့ဒုတိယဝါဆိုလာပြည့်နေ့နော်29ရက်နေ့9လပိုင်း2026မိုးလင်းတဲ့အချိန်ကလေးကနော်မနက်6နာရီကလေးကနေညနေနေဝင်ချိန်မတိုင်မီ6နာရီမထိုးမချင်းလုတ်လို့ရပါတယ်ဒီရတရားကအလွန်ကောင်းတယ်လွယ်တယ်ဒါပေမဲ့တစ်ချက်ဘာလို့မလဲဆိုလို့ရှိရင်ဒီလိုဇလုံးလေးတစ်လုံးလုံးမယ်စကိဇလုံးလေးအဲ့ဒီထက်မှဆရာတွေ့လားရေထဲထားတယ်နော်ရေထဲထားပါတယ်အဲ့ဒီထက်မှရေထက်မှကျွန်တော်တို့ဒီလိုနွားနို့နော်နွားနို့လေးအနှဲငယ်ဆရာပြမယ်နော်နွားနို့လေးအနှဲငယ်ဒီလိုနော်ရေထက်မှနွားနို့လေးအနှဲငယ်ရောမယ်ကြည့်နော်ဒီမှာနွားနို့လေးအနှဲငယ်ပဲရောလိုက်ပြီနော်ရောလိုက်တဲ့အခါကျတော့ဒီရေသည်ကျွန်တော်တို့တဘောအချင်းကနွားနို့ရေဖြစ်သွားပြီနော်ရေကိုညီအောင်ဆရာတတ်မဲ့ရေကိုညီအောင်လက်နဲ့မွေပြလိုက်တယ်ခင်ဗျားတို့လည်းအဲ့ဒီတိုင်းပဲလုပ်ပါပြီးလို့ရှိရင်ကိုမျက်နှာကိုကြည့်နော်ကိုမျက်နှာကိုဒီရေထဲမှာလေမြင်ရတယ်နော်ရေတွေငြိမ်သွားပြီဆိုလို့ရှိရင်ကိုမျက်နှာကိုဒီလိုကြည့်ပြီးလို့ရှိရင်အဲ့ဒီလာပြင်းလေးကိုမိမိတို့နေအိမ်ဖျားစင်ရှေ့မှာပဲဒီတိုင်းလူထားပါနော်လူထားပါနော်ဥပမာပြောမယ်လို့ဖျားစင်ရှေ့မှာဒီတိုင်းတင်ပြီးတော့လူထားရုံပဲနော်လူထားပါအဲ့တော့စူတောင်းရမှလေးကအရှင်ဗုဒ္ဓမြတ်စွာဘုရားနဲ့တကွနော်ကောင်းကင်ယံ၌ရှိစန္ဒရာလာမင်းကြီးအားပူဇော်ပါ၏ဘုရားဤသို့ပူဇော်ရသောအကျိုးအကြောင်းဘုရားတပည့်တော်မဟလာလောက်တဲ့လူကိုမိမဆိုတပည့်တော်မယောက်ျားဆိုတပည့်တော်တို့ဤကံကြမ္မာကိုပြည့်စုံသောဤနမိတ်ကိုပေးသနာတော်မူပါဘုရားလို့ပြောလိုက်ပြည့်စုံခြင်းနမိတ်ကိုပေးသနာတော်မူပါဘုရားဆိုပြီးတော့ဆုတောင်းရမှာတလောက်လေအဲ့လိုဆုတောင်းပြီးတာနဲ့တခါတည်းလူထားရုံပဲနော်ဒီရတရားကနမိတ်လောက်တဲ့ရတရားအဲ့တော့နိုးရည်ထဲမှာမိမိမျက်နှာကိုကြည့်ပြီးတော့ပြည့်စုံသောနမိတ်နော်စလုံးစကင်းစလုံးနဲ့လုံရမယ်တဲချာပြောပြလိုက်တယ်နော်ကောင်းကောင်းလုပ်ပါယုံကြည်သူတွေနော်စေဖြစ်ပါပြီမယုံကြည်တွေကတော့ကျွန်တော်ကိုကြော်သွားပါနော်အဲ့တော့ဆရာကတော့ပုံနဲ့တော့ပညာရှင်ဆရာထွန်းထွန်းလင်းဖြစ်ပါတယ်ကောင်းခြင်းဆိုခြင်းကိစ္စများတိုင်ပင်နိုင်ပါတယ်ရဝဲကနေဖုံးနဲ့ဘင်းမဲမဲဆိုလို့ရှိရင်တယောက်ကိုညံပူတော့က3000ယူပါတယ်ကျွန်တော်အိမ်မှာလာပြီးတော့ဟောခန်းမှာလာထိုင်ပြီးတော့မေးမဲဆိုလို့ရှိရင်စေတနာကျေးပဲယူပါတယ်တခါတည်းဒီနေ့ကြော်ညာပေးပါတယ်နော်မိမိရဲ့ကျမ်းမာရေးစီးပွားရေးလူမှုရေးအကြောင်းကိစ္စများကိုမင်းများလိုပါကဟောခန်းကိုလာမဲလူတိုင်းနော်စေတနာကျေးပါမန္တလေးခုရောက်နေတဲ့34လမ်း35လမ်းချာ91 A လမ်းဖြစ်ပါတယ်ဆရာရဲ့ဖုန်းနံပါတ်ကဟောလ်ထဲမှာကြော်ညာထားပါတယ်ဝင်ပြီးတော့ကြည့်ကြပါအားလုံးသောသူတော်ကောင်းမိတ်ဆွေပေါင်းတို့ကျမ်းမာချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ